ဒီမှာဗျဆိုတော့အပေါင်းစလုံးပြထားတဲ့စာအုပ်ကလေးနဲ့ပုံလေးဆွဲပြမှာဖြစ်ပါတယ်ဆိုတော့ပုံလေးလေးဆိုတော့ကဟာတော့ဆရာတော့ feature တဲ့ပုံလေးဆွဲမှာဖြစ်ပါတယ်ခဏဆောင်ပါအော်ဒါနဲ့ပြောဖို့မိညာကဲလို့ဘောနော်ဆွဲနေတဲ့ပုံလေးရှိလို့ရှိရင်အဲ့ဘောနော်တခြား comment မှာပဲရေးလိုက်ပေါ့ comment မှာရေးလို့မရဖြစ်နေတဲ့အတွက်ပဲဖြစ်ပါတယ်ဆိုခဏနော်ဒီဆွဲနေတဲ့ပုံလေးဆွဲလိုက်ပါဆက်စမ်းအဖေရောတိတ်ပြီးတော့မဆက်ကြဖြစ်တဲ့အတွက်ပေါ့နော်ဒီလောက်လောက်လေးပဲဆွဲပြလိုက်ပါတယ်ဆိုအယောင်လေးချိန်လိုက်ပါအောင်မယ်အယောင်ရှည်လည်းမရှိတဲ့အတွက်ကြောင့်ခဲတံလေးပဲချိန်လိုက်ပါမယ်ပေါ့နော်ခဲတံလည်းမချေသေးခင်လောစေခဲဖြော်လေးနဲ့ပေါ့နော်ဗီးရအထဲကအရာလေးတွေကိုဖြတ်လိုက်ပါမယ်ထဲကအရာလေးတွေကိုဖြတ်ပြီးပြီဆိုလို့ရှိရင်တော့ဒီအခဲတံပေါ်ပြီးလေးနဲ့ပေါ့နော်ဒီဘယ်လိုပြောမလဲဒီကတေးတခြားလေးပေါ့နော်လောက်ထားတယ်ဒီမှာပေါ့နော်ထဲရမယ့်နေရာလေးမှာထည့်လိုက်ပါမယ်ပေါ့နော်အဖေကပေါ့နော်တိတ်ပြီးတော့ပုံမဆွဲတတ်တာဖြစ်တဲ့အတွက်ဒီလောက်လောက်လေးပဲရပါလေခဲကြတယ်နာနေနော်လောစေးလောက်ခင်အဖေရဲ့ဒီခဲပြအထဲတဲကိုဒီခဲပြအတုံးလေးထည့်လိုက်အောင်နော်ခဏလေးခဲလို့ပြီးသားပါပြီဒါတော့အဖေရဲ့ခဲပြလေးပါအဖေတငယ်ချင်းပေါ့နော်ဝယ်ပေးထားလေးပဲဖြစ်ပါတယ်ဘောပင်မိကောင်အောင်မခဏလေးဘောပင်ကမိနေအရန်ကုန်တာပါဖိမျက်နှာပြမယ်ပေါ့နော်ခဏလေးအဖေရဲ့မျက်နှာတော့ဘောပင်မိနေကောင်အောင်မယ်ပေါ့နော်ဖတ်ထဖြုတ်တဲ့နည်းပဲဖြစ်ပါတယ်ယူရီလိုလက်လာခဲတယ်ဘောပဲလက်လာဆိုဖီမီနာခဏလေးနော်ဖီကြားတဲ့တိုင်လေးပါနော်အဖေတို့စားဒီရှိတဲ့ဘာနာမည်ထိုင်နေနေမှာဖြစ်သေးပါထိုင်နေနေတော့ထိုင်နေနေမှာဖြစ်သေးဘူးဘာလို့လဲကမလည်းမသိဘူးဒီဗီဒီယိုရတော့ဘယ်လိုပြောမှာတော့တနားလောက်ချမယ်နေတယ်ပြောတဘူးဆိုဖီခုလောစေကာရောပဲဖီခုလောစေအလိုင်းအော်ဖီဘာလို့ကောင်းမှလဲဆိုဖီချမ်းပြီဖီခန်းနေပါမယ်ဘာနော်ဖီကိုနေပပလေးပေါ်တော့တစားကလေးဖီကိုပေါ်နော်လက်ဆောင်ပေးထားတဲ့ပစ္စည်းလေးချက်ပြကြည့်မယ်ဒီမှာပါဒီမလေးပါရှမ်းမိုးတယ်ဒီလိုစုံနာချူချူဟုတ်ပါလားပြီးတော့ဖီရဲ့ပေါ်နော်
accessory လေးတွေကိုပြမယ်ပေါ့နော်ချစ်ချော်လေးပေါ့နော်ဥဆောင်accessory ပြမယ်ပေါ့နော်အဖေကဝယ်လို့ရရပေါ့နော်ဒီမှာဒီရဟာလေးပဲဖြစ်ပါတယ်အဖေနဲ့မလိုက်လို့ပေါ့နော်ဒါတခုရှိတယ်ခဏလေးဒါလေးကနဂလေးအဖေနာမဖတ်ပါသေးတယ်ပါပြီးဆွေးသူလေးပါဖြုတ်တော့ဒီလိုလေးပတ်မှကြည့်ပြန်မယ်ပြီးနောက်တစ်ခု lesson of ရှိတယ်အတားကတော့ဒီရကန flower လေးပါဒီနှစ်ခုကိုအဖေပေါ့နော်ဝယ်ရောင်းပေးမယ်ပေါ့နော်တစ်ခုကို3500စီနေရောင်းပေးမယ်စရပါဟိုမှာဝယ်တာတစ်ခုကို3500ပေါ့နော်ဒီမှာဆိုရင် promotion ချပေးမယ်2900ပဲပေးနော်2000နဲ့မှ900ပဲပေးပါနှစ်ခုစလုံးပေါ့နော်ပြီးရင်ဒီမျိုးဟာလေးတွေတောင်းလေးလည်းရမ်းမိုက်တယ်ပေါ့နော်ပြီးအကြီးစားကြီးစားယူကြတော့ဖတ်ထူးမှာပြမယ်ပေါ့နော်ဆိုတော့အခုစလို့အကြီးစားယူပြလိုက်ပါမထားတော့မှာပါအကြီးစား share မိုက်ဆိုအဖီနဲ့အဖီကိုစတော့ခိုင်အများကြီးလုပ်ပေးကြနော်အများကြီးလုပ်ပေးကြအဖီကို subscribe လုပ်ထားတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ပြီးရင်ပေါင်းလာလေးပါပေါင်းလာလေးခါဆိုလို့ရှိရင်ဖြစ်ပေါ့နော်မွေးပါရဲ့အဖီရောအဲ့ဟာကြတော့တင်နေပြီလို့မဆိုလို့ဘူးစားလာဟေးဒီဗီဒီယိုတွေ့ရင်နော်ရှေ့ပြောမှာပဲပေါ့နော်အခုရှိကြည့်ခဏလေးခဏထောက်ချွန်မှာနှစ်ခုရှိတယ်တစ်ခုကပဲရောက်လာတယ်မသိဒီထောက်ချွန်လေးအပန်းလေးရေးပြီးခဏလေးနော်ထောက်ချွန်တစ်ခုပဲတွေ့တော့ဆိုဒီဟာလေးပေါ့နော်ဒီဟာလေးကတော့ကျမမဟာဆိုလေကျမမဖွင့်တော့စမထောက်ချွန်လေးပါတဘူကို3500ပေးရပါတယ်This money is 35,000. အဲ့လေဘူးလုံးမဟုတ်တာတယ်လည်းမတက်ပဲနဲ့ပြီးတော့ကတော့ဒါကတော့အဖေရဲ့အမှားကြီးပေါ့နော်ပါစာရွက်ကလေးတွေလည်းတော့မသိဘူးဒီချမ်းပြီးတယ်ဖိုတိုမီတွေ့အိတ်လေးအိတ်ကလေးလည်းရှမ်းလာတယ်ပေါ့နော်ဝယ်လို့ဒါလေးလှပါလေးပါဘာမှရမ်းလိုက်ပါတယ်ဒီအိတ်လေးလည်းလာရင်ပြီးရင်ခဏလေးနော်ရှာလာမလို့ဖိအမFilmare na creíba, tira la creíba. Última pongo boa. Se puede talar menos, filmate el coma. Tú ye achai son na creíba. Pinto, na so.
ဒီက watch table လေးပေါ့နော်နှာခေါင်းလေးကိုတိုးလိုက်ပြန်နော်တိုးပြီးပြီဆိုလို့ရှိရင်တော့ပေါ့နော်သူကတဘိုးကို12000ပဲပေးရတယ်ပေါ့နော်12000ပေါ့နော်ဒီမှာရောက်ပြီမယ်ဆိုလို့ရှိရင်ဟုတ်ပါဒီကတဘိုးကို15000ပေးရတယ်ပေါ့နော်ဒီမှာပြန်ရောက်မယ်ဆိုရင် fee ကို13000ပဲပေးသူစားဝတ်ချန်နေပြောက်တယ်ဝတ်ချန်နေပြောက်တယ်ဝတ်ချန်မှာဝတ်ချန်ညညိတို့ကြံခဲ့တဲ့အမာရုပ်တွေလည်းပြောက်တယ်ပေါ့နော်ဒါလေးကတော့အခုဟာကဒီနေ့ကလေးလေးတွေရောက်နေပါတော့ဖီလေဒီဟာလေးတွေလိုမျိုးအကောင်းစားလေးတွေလိုချင်နေဆိုရင်ဖီစီကိုလာပေါ့နော်ကြံသေးရတာမှာပေါ့နော်နောက်ပိုင်းကျမှဆက်ပြလိုက်ပါမယ်ဆိုလောဆရာတော့ဗီဒီယိုလောက်ကလေးပဲတင်ပါမယ်ဆိုတော့ကစီဒီနေ့ဗီဒီယိုဘိုင်ဘိုင်